အားလုံးမင်္ဂလာပါ We Learn Together မှာအတူလေးလာဖို့ပြန်နေကြိုးစားပါတယ်ဆိုတော့ဒီနေ့မှာကျွန်တော်တို့ဒီနောက်ထပ်ကျွန်တော် limiting beliefs လို့ပြောတဲ့အတွေ့အကြုံကပါတယ်ဆိုတော့ others are better than me တခြားသူတွေကငါထက်ပိုကောင်းနေတယ်ပိုတော်နေတယ်ပေါ့နော်ဆိုတော့အဲ့လိုတွေးခေါ်ရှိတဲ့အခါမှာကျွန်တော်တို့ဘယ်လိုအခြေအနေမှာရှိတတ်တယ်ဆိုတော့အထူးသဖြင့်ပေါ့နော်ဒီစာလေးလာတဲ့အခါမှာဖြစ်ဖြစ်ဘာသာရေးခုလေးလာနေတဲ့အခါမှာဖြစ်ဖြစ်တော့မပါဒစကအင်္ဂလိပ်စာဖြစ်နိုင်တယ်တရုတ်စာဖြစ်နိုင်တယ်ဂျပန်စာဖြစ်နိုင်တယ် Spanish ဖြစ်နိုင်တယ်ပေါ့နော်သူလေ့လာတဲ့အခါမှာကျွန်တော်သိရမယ့်အရာတစ်ခုကလူတစ်ယောက်နဲ့တစ်ယောက်ကမတူတဲ့အတွက်အထူးသဖြင့်သူ့ရဲ့အားသာချက်နဲ့ကိုယ့်ရဲ့အားနည်းချက်တော့မဟုတ်ကိုယ့်ရဲ့အားသာချက်နဲ့သူ့ရဲ့အားနည်းချက်မတူနေဘူးဆိုတော့အရင်ဆုံးသတိထားဖို့လိုတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကအထူးသဖြင့် generalize ရေပူရအဖြစ်ခြုံငုံပြီးတော့တုံးတက်တဲ့ဟာတွေရှိတယ်ဥပမာဒီသူကတင်ချာမှာတော်တယ်ငါတင်ချာအဲ့လောက်မရဘူးဆိုတော့ငါတခြားနေရာမှာလည်းမတော်ဘူးဆိုတဲ့ assumptions တွေကျွန်တော်အနေနဲ့ဒုက္ခအရင်ပေးတယ်ပေါ့နော်အဲ့တွေးခေါ်တယ်ဆိုတော့အဲ့လိုမျိုးဖြစ်တဲ့အခါမှာကိုယ်ပြန်ပြောမယ့်အရာတစ်ခုကပါလဲဆိုတော့ I'm improving at my own pace I'm improving at my own pace အတိတ်ကကျွန်တော်ရဲ့အရှိန်နဲ့ကျွန်တော်ရဲ့နှုံးနဲ့ကျွန်တော်တိုးတက်နေတယ်ပိုကောင်းကျွန်တော်လုပ်နေတယ်ဆိုတော့ပြန်ပြောဖို့လိုတယ်အတိစာကြောင်းထဲမှာ improve ဆိုတဲ့အဓိပ္ပာယ်က verb အနေနဲ့သုံးထားတာဖြစ်တယ် become better ပိုကောင်းလာမယ်ဆိုတဲ့အဓိပ္ပာယ်ပါ pace pace ကနောက်အနေနဲ့သုံးထားတာဖြစ်တယ်သူရဲ့အဓိပ္ပာယ်က speed အရှိန်နှုန်းကိုပြောတာဖြစ်တယ်ဆိုတော့ကျွန်တော်ပြန်ကြည့်မယ်ဆိုရင် I'm improving at my own pace ကျွန်တော်အရှိန်လေးနဲ့ကျွန်တော်နှုံလေးနဲ့ကျွန်တော်တိုးတက်နေတယ် grammar pattern အရဆိုရင် subject က I ပြီးတော့ am ing က be plus verb ing ပြီးတော့ prepositional phrase လို့ကျွန်တော်တို့ခေါ်တယ် prepositional phrase လို့ခေါ်ရတဲ့အကြောင်းအရာ at my own pace က at နဲ့စတဲ့အတွက်ကြောင့်ကျွန်တော် prepositional phrase လို့အချင်းချင်းကျွန်တော်မှတ်နိုင်တယ်ပေါ့နော်ဒီစာကြောင်းကအချင်းချင်းကျွန်တော်တို့ကိုပြန်ပြီးတော့တတိပေးဖို့လိုတယ်ပေါ့နော်သူတစ်ဖြစ်လုပ်ငန်းခွင်မှာပဲဖြစ်ချားလို့တည်းကကျွန်တော်ထပ်ပို့ပြီးတော့အောင်မြင်နေတယ်သူလုပ်တဲ့အရာတိုင်းတစ်ခုချင်းစီကသူ့ကိုနောက်တစ်ဆင့်ပို့ပေးနေတယ်ငါကျတော့အခုချိန်ဒီမှာတက်နေရဆိုတဲ့အတွေးတွေကရှိတတ်တယ်ဒါအချိန်မှာကိုပြန်ပြောမှာက I am improving at my own pace လက်တွေ့မှာလည်းပေါ့နော်တကယ်ကိုတိုးတက်နေရလို့ထိုင် on နေလို့လည်းမရပြန်တကယ်လည်းလုပ်နေရမှာဥမာ video editing ကိုကတော်ချင်တယ်ဆိုနေ့တိုင်းအဲ့ video editing နဲ့ပတ်သက်ပြီးတော့ကျွန်တော်အချိန်ပေးရမယ်အဖို့ခပေးရမယ်ပေါ့နော်။လက်တွေ့ကျကျကျွန်တော်တို့လည်းပြန်ကြည့်ဖို့လိုတယ်။ဒီစကလုံးတွေကျွန်တော်ရွတ်ချင်အားဖြင့်လဲတိုးတက်လာမယ်လို့ကိုကဘာမှမလုပ်ရင်တော့ပဲတိုးတက်လာမယ်ပေါ့နော်။အဲ့လိုတော့ရှိရဆိုတော့ဒီ others are better than me ငါ့ကြော်တက်သွားပြီငါနောက်ကျနေပြီလားဆိုအတွေးခေါ်တွေကျွန်တော်ရတဲ့အချိန်တိုင်းမှာကိုပြန်ပြောမယ့်အရာက I'm improving at my own pace. All right. Keep learning, keep applying. We learn together. And see you in the next video, everyone. Have a good day.